င်္ဂလာပါရှင်ဒီနေ့တော့ဆရာမဆိုဖီယာရဲ့ပညာဒါနလေးဖြစ်တဲ့ပွဲတိုင်းပူတင်လုံနီလေးကိုအိမ်စာလုပ်ရင်းနဲ့ချစ်တို့ဝါနီးလေးလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်။ညီဆုံးနွားနို့ကို900 g ချိန်ထားလိုက်ပါတယ်ရှင်။တကြားကို150 g ထည့်ပါတယ်။စားလေးနည်းနည်းထည့်ပါတယ်ရှင်။ဒီဘက်မှာလည်းဇလုံးတစ်လုံးထဲမှာကျဥကို625 g ချိန်ထားလိုက်ပါတယ်။နွားနို့ကိုတော့မိဘူးပေါ်မှာအပူပေးလိုက်ပါတယ်ရှင်။တကြားပါတဲ့အတွက်ကိုခုလိုမျိုးလေးမကြာခဏလေးမွေပေးလိုက်ပါတယ်။နွားနို့ကိုမဆူလာခင်အထိကောင်းကောင်းလေးအငွေ့ထွက်တဲ့အချိန်ကိုကြိုပေးလိုက်ပါတယ်ရှင်။ပြီးတော့ခုနကကျဥတွေကိုကျဥမွေရင်းနဲ့နွားနို့ကိုဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါတယ်3 ငါမြောက်ထည့်တဲ့အချိန်မှာကောင်းကောင်းလေးအချိန်နဲ့မှွေလို့ရတဲ့အခြေအနေဖြစ်သွားပါပြီ။သူကအပေါ်ကနေပြီးတော့အမြုပ်တွေအရန်မထတော့ပါဘူးရှင်။ပြီးရင်တော့ဒီဘက်မှာဆက်ကိုလည်းအပေါ်မီ155အောက်မီ150နဲ့ကြိုတင်ပြီးတော့ preheat လုပ်ထားလိုက်ပါတယ်ရှင်။အောက်ကနေဘန်းထဲမှာလည်းရေထည့်ပြီးတော့အပေါ်ကစကားလေးတင်ပြီးတော့အပူpreheat လေးပေးထားတာဖြစ်ပါတယ်။ခုနကတော့ vanilla အနက်လေးနည်းနည်းထည့်လိုက်တာဖြစ်ပါတယ်ရှင်။ပြီးရင်တော့ပူတင်းရည်လေးတွေကိုစကားနှစ်ခါချပေးလိုက်ပါတယ်။အပေါ်ကအမြုပ်တွေကိုပြစ်လိုက်ပါတယ်ရှင်။နောက်ဆုံးတစ်ခေါက်မှာတော့အဝတ်စကားနဲ့ဆစ်လိုက်ပါတယ်။ဖုံးမတ်ပန်းကိုထောပတ်လေးတုပ်ထားလိုက်ပါတယ်ရှင်။ကဲဒါကတော့အဝတ်စကားနဲ့စစ်တာဖြစ်ပါတယ်။ပြီးတော့အပေါ်မှာဦးစီပေါင်းလေးတွေဖြစ်တာကိုလိုက်ဖောက်လိုက်ပါတယ်။ပြီးတော့ဘန်းကိုနည်းနည်းလေးစောင့်ပြီးတော့ဖုတ်လို့အစင်သစ်ဖြစ်သွားပါပြီရှင်။ပေါ်မီ155အောက်မီ150နဲ့မိနစ်60ဖုတ်ပါတယ်။မိနစ်60ပြည့်သွားပြီဆိုရင်တော့အပေါ်မီ180ထားပြီးတော့အောက်မီ150ပဲပြီးရင်တော့ပန်ခါဖန်ရှင်ဖွင့်ပြီးတော့အပေါ်ကရဲလာတဲ့အထိကိုဖုတ်ပါတယ်ရှင်ကဲခုဆိုရင်တော့ပွဲတိုင်းပူတင်ရသွားပါပြီရှင်မင်းရဲ့အိုဗန်ကအမီအရှိန်မတူတဲ့အပေါ်မှာပူတင်းလေးတွေကအထဲထဲမှာတော့လေးပေါက်လေးတွေဖြစ်သွားပါတယ်နောက်ထပ်တစ်ခါထပ်ပြီးတော့စူးစမ်းဖို့လိုနေသေးပါတယ်ရှင်တယောက်နဲ့တယောက်ကအိုဗန်ကအပူရှိန်မတူတဲ့အတွက်ကိုနည်းနည်းလေးအလိုမျိုးလေးတွေဖြစ်ပါတယ်ရှင်စားလို့ကတော့တအားကိုကောင်းပါတယ်ချစ်တို့လည်းအိမ်မှာလှူစားကြကြည့်လို့ရအောင်မမေကနီးလေးလာပြီးပြောပြပေးတာဖြစ်ပါတယ်ရှင်ရေလဲလုံးဝရေမထွက်ပါဘူးအရန်ကိုကောင်းတဲ့နီးလန်းလေးဖြစ်ပါတယ်ဆရာမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်